အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းဒီဗီဒီယိုမှာကျွန်တော်ဒါ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းချက်လက်တွေနဲ့လက်ရှိဈေးကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲဈေးကွက် direction တွေကဘယ်လိုရှိနေလဲဒီချိန်မှာကျွန်တော်တို့ entry point တွေ target တွေကဘယ်လိုရှိလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားလည်အောင်ပေါ့လက်ရှိကျွန်တော် BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့3,500 3,600ပေါ့နော်ဒီကြားထဲမှာတွေ့ရမှာဖြစ်တယ် ETA ဆိုရင်2,500 2,600ဒီကြားထဲမှာရှိနေတယ်ပေါ့နော် BNB Solana Doge TRH BCH Avax HRP ADA LTC .ICP NIA APT ပေါ့ဒီကွန်တွေကလည်းနည်းနည်းတက်လာတဲ့အနေထားမှာတွေ့ရတယ်ပေါ့နော်ဒါပြီးခဲ့တဲ့နေ့တုန်းကကျွန်တော်ဒါဈေးကွက်သတင်းချက်လက်တွေကြောင့်ကျွန်တော်နည်းနည်း downside ကိုရောက်ခဲ့တာနေပြီးတော့ပြန်ပြီးတော့နည်းနည်း recovery ပြန်ဖြစ်လာတဲ့အနေထားကိုကျွန်တော်ပြန်တွေ့ရတယ်ပေါ့ဆက်ပြီးတော့လည်းကျွန်တော်တို့ဒီပတ်တွေ target တွေဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့နားလည်အောင်ပေါ့နော်လက်ရှိကတော့ကျွန်တော်ဒါဈေးကွက်ထဲမှာ BTC ရဲ့ volume နဲ့ဒါကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်လက်ရှိကျွန်တော်ဒါ24 hour volume ကိုကြည့်မှဆိုရင် 51.89 billion ပေါ့နော်23.33% ကျနေတာကိုတွေ့ရတယ်ပေါ့ဆိုတော့လက်ရှိ volume နည်းတဲ့အတွက်ကြောင့်မလို့ဈေးကွက်ကနည်းနည်းနေတဲ့အနေအထားမှာရှိရဲဆက်ပြီးတော့လည်းနည်းနည်း downside ကိုရောက်လာနိုင်တဲ့အနေအထားလည်းရှိရပါတော့ဆိုတော့ကျွန်တော်ဒါ trading view ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်လက်ရှိကျွန်တော်ဒီမှာ4 hour chart ကိုတစ်ချက်ကြည့်ကြည့်မှဆိုရင်ကျွန်တော်ဒါ lower high အနေနဲ့ downside ကိုရောက်ပြီးတော့ပြန်ပြီးတော့ကျွန်တော်ဒီကနေ high လို့အနေနဲ့တက်နေတဲ့အနေအထားပေါ့နော်တကယ်တမ်းကျွန်တော်ဒါဈေးကွက်သတင်းအချက်လက်တွေဒါကျွန်တော်ဒါကောင်းခဲ့မယ်ဆိုရင်အထက်ဘက်ကိုဒီကနေကျွန်တော် move ဖြစ်ဖို့တော်တော် chance များခဲ့တာပေါ့နော်ကျွန်တော်ဒါအထက်ဘက်ကို move ဖြစ်ဖို့ chance များခဲ့တာဒါပေမဲ့ကျွန်တော်ဒါသတင်းချက်လက်တွေကြောင့်ဒီနားလေးမှာကျွန်တော်ဒါရုပ်တရက် downside ကိုရောက်လာခဲ့တယ်ပေါ့နော်ပြောမယ်ဆိုရင် panic selling ဖြစ်ခဲ့တယ်ပေါ့ဆိုတော့အဲ့ကနေလည်းကျွန်တော်ပြန်ပြီးတော့နည်းနည်းလေး recovery ဖြစ်လာခဲ့တာလက်ရှိဆိုရင်ကျွန်တော်ဒါ3,500 3,600ဒီကြားထဲမှာရှိရပေါ့နော်အဲ့တော့ကလည်းကျွန်တော်ဒါ percentage အနေနဲ့3,500 3,600ဒီကြားထဲမှာယူထားရှိရလက်ရှိကျွန်တော်ဒါ fresh and ဒီပြန်ပြီးတော့ယူချင်တဲ့သူတွေပေါ့နော်လက်ရှိထိလည်းကျွန်တော်ဒါ BTC လုံးဝမရှိသေးတဲ့သူတွေနေဆိုရင်3,300 3,400ပေါ့နော်ဒီကြားထဲမှာ NG တစ်ခုယူထားလို့ရမယ်ပေါ့ကျွန်တော်တို့ second NTDC ပြီးတော့ကျွန်တော်တို့ target တွေကဘယ်လိုရှိမလဲဒါတွေကိုကျွန်တော်ဒါ daily မှာတစ်ချက်နားလည်အောင်ပေါ့ daily အကြည့်မှဆိုရင်ကျွန်တော်ဒီဘက်ကနေပြီးတော့ဒါကောင်းကောင်းမွန်တက်ခတ်တာနေပြီးတော့ပြန်ပြီးတော့ကျွန်တော်ဒါ downside ကိုရောက်ခဲ့တာရှိရ lower high အနေနဲ့ကျွန်တော်ဒါ downside ကိုရောက်ခဲ့တယ်ပြန်ပြီးတော့ကျွန်တော်ဒါ high လို့အနေနဲ့ဒါ uptrend back ကိုပြန်စခဲ့တာပေါ့နော်ကျွန်တော်ဒါ NTD ကတော့ပြောမယ်ဆိုရင်ကျွန်တော်ဒါ8000အထက်မှာရှိတော့လည်း NTU ကိုပြောထားခဲ့တယ်9000အထက်မှာလည်းကျွန်တော် NTU ကိုပြောထားခဲ့တယ်ပေါ့နော်အချင်းကရ NTU ထားတဲ့သူတွေအနေနဲ့ဆိုရင်လက်ရှိဆိုရင်လည်းဒါ profit ထဲမှာရှိတယ်တချို့ဆိုရင်လည်းဒါ profit book လုပ်ပြီးသွားပြီပေါ့နော်ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်တို့ NTU တွေကိုဒီမှာနားလည်ရမှာပေါ့ဒီနားလေးမှာကျွန်တော်ဒါ form ဖြစ်မဲ့ pattern ကကျွန်တော်ဒါ ascending triangle form ဖြစ်ဖို့ပို့ပြီးတော့လားလာများတယ်ပေါ့နော်ဒါ ascending triangle pattern form ဖြစ်မဲ့ဆိုရင်တော့ကျွန်တော်အထက်ကိုခေါင်းကောင်းမူဖြစ်ဖို့ရှိမယ်လက်ရှိအနေထားမှာကျွန်တော်ဒါ resistance ကတော့ဒါ3,000ကနေပြီးတော့3,200ဖြစ်တယ်ပေါ့နော်အောက်မှာကျွန်တော်ဒါ spot line အနေနဲ့ပြောမယ်ဆိုရင်တော့9,200ကနေပြီးတော့9,200ဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်ရဲ့ resistance နဲ့ကျွန်တော်ရဲ့ဒါ support line ရဲ့ကြားထဲမှာရှိနေတာဖြစ်တယ်ကျွန်တော်က resistance နဲ့ပို့ပြီးတော့နီးစပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ first entry အနေနဲ့ကျွန်တော်ဒါ3,300 3,400မှာဒါ first entry တစ်ခုယူထားလို့ရမယ်ပြီးတော့ကျွန်တော်ဒါ second entry DC အနေနဲ့လုပ်ဖို့လိုရလာရင်ကျွန်တော်ဒါ9,000အောက်ကိုရောက်မှာပဲကျွန်တော်ဒါ second entry DC အနေနဲ့လုပ်မယ်ပေါ့နော်ဆိုတော့ဒီနားလေးမှာကျွန်တော်ဒါကြည့်ကြည့်မယ်ဆိုရင်ဒါကောင်းကောင်းမွန်ဈေးကွက်က recovery ဖြစ်လာတဲ့ဒီထားနေပြီးတော့နည်းနည်းလေးကျွန်တော်ဒါ downside မှာပြန်ပြီးတော့ဒါ high low pattern တွေ lower high pattern တွေနည်းနည်းလေးတွေ့လာရတဲ့အနေထားမှာရှိရပါတော့ဒါမှလည်းကျွန်တော်ဒါဈေးကွက်ကတော့ uptrend ဘက်မှာပဲရှိနေသေးတယ်ပေါ့နော်အရင် downside ကိုရောက်လာတဲ့အနေထားမှာမရှိသေးဘူးဒါ anti တစ်ခုဒီနားလေးမှာဖြစ်နိုင်မယ်ပေါ့ပြီးတော့ကျွန်တော်တို့ target တွေကိုပြောရမယ်ဆိုရင်တော့ပထမဆုံး BTC ကကျွန်တော်ဒါ3,900 3,800ကို cross လုပ်မယ်ဆိုရင်အထက်ကိုကျွန်တော်ဒါ short term target တွေအနေနဲ့ပြောရမယ်ဆိုရင်တော့3,500ပြီးတော့3,200ပြီးတော့ကျွန်တော်ဒါ long term target ပေါ့နော်ရေရှည် hold ထားနိုင်မယ်ဆိုရင်တော့ကျွန်တော်ဒါ bull market အတွက်ခံမှန်းထားကြတဲ့ target တွေပေါ့နော်3,400ကနေပြီးတော့2,400အထိပေါ့အဲ့ဘက်ကိုလည်းကျွန်တော်ဒါတဖြည်းဖြည်းနဲ့ move ဖြစ်ဖို့ရှိမယ်ပေါ့နော်ဆိုတော့လက်ရှိကတော့ကျွန်တော်ဒါ4 hour ရအောင် daily ရအောင်ဈေးကွက်ကနည်းနည်းလေး downside မှာရောက်လာတဲ့အနေအထားမှာရှိရဲကျွန်တော်ဒါပို့ပြီးတော့ clear ဖြစ်အောင် weekly ရအောင်ကျွန်တော်တစ်ချက်လောက်ကြည့်ကြအောင်ပေါ့နော်ဆိုတော့ weekly ရကြည့်မှဆိုရင်တော့ဈေးကွက်က uptrend ဘက်မှာရှိနေအောင်ကျွန်တော်တွေ့ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကနေစပြီးတော့ uptrend ဘက်ကိုကောင်းကောင်းမူဖြစ်ခဲ့တာ high low pattern တွေကိုပဲကျွန်တော်ဒီမှာကောင်းကောင်းမူတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီနားလေးမှာလည်းကျွန်တော်ဒါ recovery ကောင်းကောင်းဖြစ်ပြီးတော့မှ downside ကိုရောက်လာခဲ့တယ်ပြန်ပြီးတော့ကျွန်တော်ဒီကနေ recovery ပြန်စခဲ့တယ်ပေါ့နော်ကျွန်တော်ခုနပြောတဲ့9,500အောက်ကိုနည်းနည်းလေးရောက်ပြီးတော့မှကျွန်တော်ဒါ recovery ပြန်စခဲ့တာဖြစ်တယ်ပေါ့ဆိုတော့ weekly ရကြည့်မှဆိုရင်ကျွန်တော်ဒါကောင်းကောင်းမူမြင်နေရတယ်ပေါ့နော် uptrend ဘက်ကိုမူဖြစ်နေတာဒီနားလေးမှာကျွန်တော်ဒါနည်းနည်းလေး downside ကိုပြန်ရှိလာတဲ့အနေအထားမှာရှိရဲဆိုတော့ဒီနားလေးမှာကျွန်တော်ဒါ small margin low leverage strong back ကို anti တစ်ခုယူထားမယ်ပေါ့နော် target တွေကတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့ဆိုတော့ကျွန်တော်ဒါ daily ရ4 hour ရနည်းနည်းလေး downside မှာရှိတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ weekly ရကြတော့ကျွန်တော်ဒါ uptrend ဘက်မှာပဲရှိနေတယ်ပေါ့နော်ဆိုတော့ဈေးကွက်ကကျွန်တော်ဒါ9,000ကနေပြီးတော့9,200ထိရောက်ဖို့ဆိုတာလည်းအရင်ကြီးတေးကြတဲ့အနေအထားတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒါရောက်ခိုင်းရင်လည်းကျွန်တော်ဒါ9,000အောက်မှာကျွန်တော် DC point လုပ်မယ်ပေါ့နော်ဆိုတော့လက်ရှိကတော့ကျွန်တော်ဒါ
ကျွန်တော်က register ဖြစ်တဲ့3,1000ကနေပြီးတော့3,1000ပေါ့နော်အဲ့ဘက်ကိုပို့ပြီးတော့နီးစပ်တဲ့အနေထားမှာရှိရပေါ့ဆိုတော့ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာရှင်းလဲကျွန်တော် comment ချန်ထားလို့ရတယ်ကျွန်တော် Telegram မှာလည်းလာမေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့အတူတူ trade ယူချင်တယ်ဆိုတော့ကျွန်တော် Telegram မှာ premium channel join ပြီးတော့မှswing long ကို swing trade ကိုကျွန်တော်တို့အတူတူ trade လို့ရမယ်ပေါ့နော်ခဏဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်